လောကမှာလူတော်လူကောင်းဖြစ်ဖို့ရာနံပါတ်1အရေးကြီးဆုံးကကိုချင်းစာတရားပဲဖြစ်တယ်နံပါတ်2ကကံကံဤအကျိုးကိုယုံကြည်မှုအဲ့ဒီနှစ်ခုကလူတော်လူကောင်းဖြစ်ဖို့အတွက်အခြေခံအပြင်အရေးပါတယ်လို့ပြောအဲ့တော့ကိုချင်းစာတရားဆိုတာအရာရာမှာလူတွေဟာကိုချင်းစာတတ်ပြီဆိုလို့ရှိရင်တစ်ဖက်သားပေါ်မကောင်းတာတွေလောက်ပါမဟုတ်ဘူးအကောင်းတဲ့အနေနဲ့ဆက်ဆက်ညပါမဟုတ်ဘူးမိမိမကြိုက်တဲ့အလုပ်ကိုသူတို့အားကိုပြုလုပ်ကြမှာမဟုတ်ဘူးအဲ့တော့ကိုချင်းစာတရားထားလိုက်မယ်ဆိုရင်လူတော်လူကောင်းဖြစ်ဖို့ရာဆိုအခွင့်အလမ်းရှိတယ်ပေါ့အဲ့တော့အခြေခံအပြင်ကိုချင်းစာတရားဆိုတာလည်းမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ကိုချင်းစာဆိုတာဘယ်အရာပဲဖြစ်ဖြစ်ကိုကြိုက်တာကိုမကြိုက်တာကိုကြိုက်ခြင်းမကြိုက်ခြင်းနှစ်ခုပေါ်မှာအခြေခံပြီးတော့တစ်ဖက်သားပေါ်မှာစာနာထောက်ထားတာငါမကြိုက်တဲ့အလုပ်သူလည်းကြိုက်မှာမဟုတ်ဘူးငါကြိုက်တဲ့ဟာသူလည်းကြိုက်မယ်ဆိုလိုတာသူအများစုနဲ့ပြောမယ်ဆိုရင်ဘာကိုကြိုက်ပြီးဘာကိုမကြိုက်တာတော့ဆိုရင်ဆင်းရဲတာကိုလူတိုင်းကမကြိုက်ဘူးချမ်းသာတာကိုပဲကြိုက်တယ်ဆင်းရဲဒုက္ခကိုလူတိုင်းဟာရှုံမုံကြတယ်ချမ်းသာဒုက္ခကိုလူတိုင်းကတန်ဖိုးထားကြတယ်အဲ့တော့ကိုကြိုက်တာချမ်းသာကိုကြိုက်တာချမ်းသာသူများလည်းပဲချမ်းသာဒုက္ခကိုကြိုက်မှာပဲဆိုကိုချင်းစာတရားနဲ့သူများဒုက္ခရောက်အောင်မလုပ်တော့ဘူးပေါ့သူတို့ဆိုလိုတယ်ကိုကြိုက်သူကြိုက်ကောင်းကျိုးချမ်းသာဆိုတာလူတိုင်းကြိုက်ကြတာမို့အဲ့တော့ကိုမကြိုက်တာကိုလူတွေကကိုကြိုက်တာကိုမလုပ်ဘဲနဲ့ကိုမကြိုက်တာသူများပေါ်ကြတော့လှုပ်လေလှုပ်တာရှိကြတယ်ဥပမာမယ်ကိုလာဆိုင်ရင်မကြိုက်ကြဘူးမခံနိုင်ကြဘူးကိုကိုအပြစ်ပြောရင်မကြိုက်ကြဘူးမခံနိုင်ကြဘူးသို့သောသူများကိုတော့အလွယ်တကူဆဲရည်တွေရှိကြတယ်သူများ